တယောက်တည်းနေနိုင်နေပြောသွားတဲ့သူတယောက်ကိုကြာဆုံးအောင်လုပ်ဖို့ခက်ပါတယ်တကယ်ပါ To be alone is to be free ဆိုတဲ့ stoic ဆိုယူစကားလေးလိုပါပဲကိုယ့်ဘာကိုတယောက်တည်းရှိနေရခြင်းမှာငြိမ်းချမ်းမှုကိုရနိုင်တဲ့သူတယောက်ဟာပြိုလဲပျက်စီးဖို့မလွယ်တော့ပါဘူးလက်တွေ့ဘဝနဲ့နားလည်လွယ်အောင်ရှင်းပြပါမယ်။ဘာလို့ငါမှတငယ်ချင်းတွေအများကြီးရှိမနေတာလဲလို့တွေးမဲ့စာငါလိုချင်တဲ့အလုပ်အတွက် LinkedIn မှာ profile တည်ဆောက်ဖို့အတွက်ဘယ်ကနေစမလဲလုပ်ကြည့်ရအောင်ဒီလိုအတွေးမျိုးနဲ့အချိန်လေးပို့ပြီးကုံဆုံးဖြစ်ပါလိမ့်မယ်ထိုနည်း၎င်းပဲသူတို့မှရှိတဲ့ဘဝမျိုးဘာလို့ငါမှရှိမနေရလဲဒီလိုတွေးမဲ့စာပိတ်ရက်ရတော့လေတက်နိုင်တဲ့ဘတ်ဂျက်နဲ့အနီးနားခီးသွားကြည့်ရအောင်ဘယ်ရီသွားရင်ကောင်းမလဲစသဖြင့်သူတို့တော့ငါ့ကိုအတင်းပြောနေကြတော့မှာပဲဒီလိုတွေးမဲ့အစားဟိုနေ့က YouTube ဗီဒီယိုထဲမှာတွေ့တဲ့အတိုင်း carbohydrate နည်းတဲ့ meal prep လေးတွေလုပ်ကြည့်ရအောင်ဒီနေ့ဈေးသွားပြီးတော့ချက်ပြုတ်ကြည့်မယ်စသဖြင့်ပျော်မွေ့နေတဲ့သဘောပါတကယ်တမ်းကိုတယောက်တည်းပျော်ရွှင်နိုင်တယ်ဆိုတဲ့သဘောတရားဟာတရားကျင့်ပြီးတော့တောထွက်တဲ့အဆင့်ထိမဟုတ်ပါဘူးအပြင်ကိုအာယုံသိမ့်မဆိုင်ဘဲနဲ့ကိုလုံးစရာရှိတာကိုအင်အားနဲ့တက်နိုင်သမျှလုံနိုင်တာမျိုးကိုလုတ်ပျော်နေတာမျိုးကိုဆိုလိုပါတယ်။ပေါင်းသင်းရှိမှတယောက်ယောက်ကကူညီပေးမှရင်ဖွင့်ပြောပြလိုက်ရမှကိုယ့်ကိုသူတို့နားလည်ကြမှဆိုရင်အလုပ်တစ်ခုပြီးဖို့တိုင်းမှာသူများတွေကိုလိုအပ်နေတာမို့လို့ကိုယ့်ဘဝရဲ့အရေးကြီးတဲ့ activities တွေမှာနှောင့်နှေးကြန့်ကြာရှေ့တွန်းနောက်ဆုတ်တွေဖြစ်နေပါလိမ့်မယ်အထူးသဖြင့်လက်ရှိအချိန် mental health တွေချိုးတက်လွန်ကြတဲ့ကာလမျိုးမှာကိုလုပ်တဲ့အလုပ်ကိုယ့်ရဲ့ပိုင်ဆိုင်ကြွယ်ဝမှုကိုမူတည်တာဘဝတွန်းတင်အားပေးမဲ့သူထက်ဖြစ်လာမလားစောင့်ကြည့်တာပေါ့ဆိုတဲ့မျက်လုံးတွေကပုံများတာမို့လို့လုပ်စရာရှိတာပိုင်နာဆိုင်တာတိုးတိုးတိတ်တိတ်ချစ်ချစ်လက်လက်တိုင်းဝိုင်းချင်းချင်းထဲမှာပဲနေပြောလေစိတ်ပျော်ရွှင်မှုကရလီဖြစ်ဖို့များပါတယ်